有南要路安那子呢，哎呀，你的谁，咱们的当然有，这样的好嘛，我不如面来的。OK，ခုနကောင်ကျော်မြင့်ပြောသွားတဲ့ဟာတွေကိုအကုန်လုံးကိုပြေဝထောက်ခံတယ်သဘောလဲတူပါတယ်ဘာလို့လဲဆိုတော့ကျမတို့အရင်ကျမတို့ကဘာပဲပြောပေါ့ရှေ့မှာရှိခဲ့တဲ့အနေအထားတွေနဲ့ပဲပြန်ပြီးတော့ကိုယ်နိုင်ငံအခြေအနေကိုလည်းရှင်းပြီးတော့ပြောရတာပေါ့1990ရွေးကောက်ပွဲရလဒ်ကိုအကောင့်ထဲပေါ်မပေးဘူးအဲ့ဒီအတွက်ကျမတို့က CRPP လို့ခေါ်တဲ့လွှတ်တော်ကိုစားပြုကော်မတီဆိုတာအဲ့ဒီတုန်းကလည်းကျမတို့ဖွဲ့စည်းခဲ့ပါတယ်ဒေါ်ဆန်းစုကြည်ဦးဆောင်ပြီးတော့အခြားသောမဟာမိတ်တိုင်းရင်းသားနိုင်ငံရေးပါတီတွေပေါ့နော် SNLD တို့ပါဝင်ချင်းဇူမီတခြားသောပါတီတွေနဲ့ပေါ့နော်ဖွဲ့စည်းခဲ့တဲ့ရခိုင်ပါတီလည်းပါပါတယ်ဆိုတော့အခုလေကျမတို့က2020ရွေးကောက်ပွဲရလဒ်ကနေပေါ်ပေါက်လာတဲ့အစိုးရတစ်ခုသူကကြတော့2020ရွေးကောက်ပွဲရလဒ်ကနေပေါ်ပေါက်လာတဲ့လွှတ်တော်တရက်ပေါ့နော်လွှတ်တော်တရက်အတွက်ကို CRPH ဆိုတာမျိုးပေါ်လာတယ်ဒါပေမဲ့ဘာမတူဘူးလဲဆိုတော့ကျမတို့ရှေ့တုန်းက1990ရွေးကောက်ပွဲရလဒ်နဲ့အကောင့်ထဲမပေါ်ပေးတော့ကျမတို့ရှေ့မှာအစိုးရဆိုတာလည်းမရှိခဲ့ဘူးရွေးကောက်ပွဲကနေပေါ်တဲ့အစိုးရဆိုတာလည်းမရှိခဲ့ဘူးလွှတ်တော်ဆိုတာလည်းမရှိခဲ့ဘူးကျမတို့ရွေးကောက်ပွဲနိုင်တဲ့အဲ့တုန်းကလွှတ်တော်ကိုယ်စားလှယ်တွေကလွှတ်တော်မတက်ရဘဲနဲ့ထောင်ထဲပဲရောက်ကုန်ကြတယ်တချို့လဲထောင်ထဲမှာပဲတည်ဆုံးကုန်ကြတယ်တချို့လဲပြည်ပမှာတင်းရှောင်ရင်းနဲ့ပဲပေါ့နော်ပြည်ပမှာအစိုးရဖွဲ့ပြီးတော့နေတာရှိတယ်လို့တင်းရှောင်ရင်းနဲ့ပဲသူတို့အသက်ဆုံးသွားတဲ့လူတွေလည်းရှိတယ်အခုချိန်ကြီးတက်ရှိချင်ရှားကြံနေသေးတဲ့ပုံကိုယ်တွေလည်းအများကြီးရှိတယ်ပေါ့ဒါပေမဲ့ကျမတို့2020ရွေးကောက်ပွဲကြတော့ခုနကိုအောင်ကျော်မင်းပြောသလိုပဲရှေ့မှာ2015နဲ့2020ဒီရက်သားအစိုးရဆိုတာပြည်မြင်ပေါ့နော်85%ပဲရက်သားဆိုရကပါဝင်ခွင့်ရှိပြီးတော့ရက်သားကပါဝင်ခွင့်ရှိပြီးတော့25%ကစစ်တပ်ကပါဝင်တာတော့မှကျမတို့ရဲ့တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ကိုအများကြီးမျက်ဝါးထင်နေမြင်ရတယ်အထူးသဖြင့်တော့ကျမတို့ infrastructure တွေပေါ့နော်လမ်းတွေကျောင်းတွေစိတ်အလုပ်နော်ဘယ်လိုပြောမလဲလမ်းတွေကျောင်းတွေပို့ပြီးတော့လမ်းတွေပိုကောင်းလာတယ်နော်စာတင်ကျောင်းတွေတက္ကသိုလ်တွေပိုဖွံ့ဖြိုးဖြစ်လာတယ်မိတွေပိုမှန်လာတယ်ကျမတို့နေရထိုင်ရတာပို့ပြီးတော့လုံခြုံမှုရှိလာတယ်အခွန်ဘဏ္ဍာတွေကိုလွေလွှဲမှုမရှိအောင်တတ်နိုင်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေကကြီးကြပ်ပြီးတော့ပေါ့နော်ဆောင်ရွက်ပေးတဲ့အတွက်ပတ်စံတွေပို့ထွက်လာတဲ့အခါကျတော့ပြည်သူတွေအတွက်လိုအပ်တဲ့ဆေးရုံတွေဘာတွေမှာပို့ပြီးတော့သုံးလာနိုင်တယ်ဆေးရုံတွေဆိုလည်းဖွံ့ဖြိုးတိုးတက်မှုပြည်သူ့ကျန်းမာရေးကဏ္ဍကလည်းအများကြီးဝန်ဆောင်မှုကတိုးတက်လာတာဆိုတော့ဒီ9နှစ်တာအတွင်းမှာတိုးတယ်ပေါ့နော်တကယ်ဒီမိုကရေစီအပြောင်းလဲအခုပြောင်းတစ်ခုမှာအခုမှအဆကနဦးပြုတဲ့မူကြိုအဆင့်ရှိတဲ့အချိန်မှာတော့ကျွန်တော်တို့ကအများကြီးအင်းနဲ့အားနဲ့လုံနိုင်တယ်အားနဲ့ချက်တွေမရှိဘူးလားရှိတယ်ဘာတွေရှိလဲတိုင်းရင်းသားနေနဲ့ကြားထဲမှာဒီထက်ပိုပြီးတော့အားကောင်းတဲ့စူးစီးမှုတွေလှုပ်ဆောင်မှုတွေမလုပ်နိုင်ဘူးဒါပေမဲ့ကျန်တဲ့ကိုနိုင်တဲ့လောက်ပေါ့အရသားဆိုရအနေနဲ့တော့သူ့ရဲ့ရှိတဲ့ပေးထားတဲ့ဘောင်ထဲကနေပြီးတော့တက်နိုင်သမျှတော့ပို့ပြီးတော့စူးစမ်းလှုပ်ဆောင်နိုင်တယ်နောက်တစ်ခါပြည်သူလူထုကလည်းအဲ့မှာဗာတိသွားလဲဆိုရင်အခွင့်အရေးနဲ့တာဝန်တွဲနေတယ်ဆိုတာသိသွားတယ်အရင်တော့အခွင့်အရေးပဲမသိခဲ့လို့အခွင့်အရေးဆိုတာကိုပဲမျော်လင့်နေတဲ့ဂျားတွေကနေမှသူတို့မှလည်းတာဝန်ရှိတာတည်သွားပြီးတော့ပြည်သူလူထုဆိုရင်အရင်တော့ကတာမန်ပြည်သူလူထုတွေပေါ့နော်ကျမတို့ပြောရမယ်ဆိုရင်တော့လူလက်တန်းစားတွေအခွန်တွေပါတွေဆိုတာကိုရှောင်တယ်မဆောင်ကြအောင်ဒါပေမဲ့လောက်အဲ့ဒီပြည်သူအစိုးရလက်ထက်မှာအားလုံးကလိုလလနဲ့ကိုသူတို့ရဲ့ဝင်ငွေတွေကနေပြီးတော့အခွန်တွေကိုရာခိုင်နှုန်းတွေပေးပြီးတော့ကိုလိုလလဆောင်တယ်ဘာလို့လဲဆိုတော့ပြည်သူအစိုးရကဒီအခွန်တွေနဲ့ပြည်သူတွေအတွက်ဝန်ဆောင်မှုတွေကိုပိုကောင်းအောင်လုပ်ပေးမှာဆိုတာကိုသူတို့ယုံကြည်တဲ့အတွက်အခွန်တွေပါဆောင်လာတယ်ဆိုတော့ခုနပြောသလိုပဲလူငယ်တွေကလည်းအမြင်တွေပိုပွင့်လာတယ်ကျမတို့အရက်ဖက်ဖွဲ့စည်းတွေကလည်းပို့ပြီးတော့ဒီဘယ်လိုခေါ်မလဲကြောက်လန့်စိုးရိမ်မှုမရှိဘဲနဲ့လွတ်လွတ်လပ်လပ်ပေါ့နော်အတိုင်းတာတစ်ခုကြားထဲမှာပေါ့နော်လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာနိုင်တယ်အမြင်တွေဖွင့်နိုင်တယ်အသိပညာတွေပေးနိုင်တဲ့အခါကျတော့လူတွေရဲ့အသိပညာတွေကလည်းပို့ပြီးတော့နှိုးကြလာတယ်နောက်တစ်ခါမီဒီယာတွေရဲ့အခန်းကဏ္ဍကလည်းပို့ပြီးတော့ရှင်သန်ပြီးတော့ဖွံ့ဖြိုးလာတယ်အဲ့ဒီခါကျတော့လူတွေရဲ့မျက်စိတွေပွင့်တာပေါ့နော်အရင်တော့ဆိုအကြောက်တရားနဲ့ကျမတို့နေနေပြီးတော့မီဒီယာတွေကနေအစိုးရတွေကိုလွှတ်တော်တွေကိုကျမတို့ဝေဖန်လို့ရတယ်ပြောလို့ရတယ်ဒီလိုဟာမျိုးတွေပါကျမတို့ဖြစ်လာတဲ့ခါကျတော့လူတွေရဲ့နော်အခွင့်အရေးကောရပိုင်ခွင့်ကောစိတ်တွေကနှိုးဆွလာပြီးတော့အရှိန်ဟုန်နဲ့တက်လာတဲ့အချိန်မှာပဲကျမတို့2020အာဏာသိမ်းချလိုက်တဲ့ဟာလူတွေရဲ့မျှော်လင့်ချက်တွေကိုရိုက်ချိုးလိုက်တယ်လို့အထူးသဖြင့်တော့လူငယ်တွေပေါ့နော်ဖြစ်သွားတယ်ပေါ့ဒါပေမဲ့လည်းခုနကိုအောင်ကျော်မြင့်လည်းပြောခဲ့တယ်ကျမတို့2020ရွေးကောက်ပွဲရလဒ်ဟာတကယ်ကိုမှကျမတို့တိုင်းပြည်မှာနော်ပြည်သူရဲ့ဆန္ဒနဲ့ရွေးကောက်တင်မြှောက်ခံထားတဲ့သူတွေကိုရဲ့ဟာကိုပြည်သူရဲ့ဆန္ဒကိုမလေးစားဘဲနဲ့စစ်အာဏာရှင်တွေရဲ့နော်လောက်ရက်ကိုပြည်သူကဘယ်တော့မှလက်မခံဘူးဆိုတာကိုပြတဲ့အနေနဲ့အခုချိန်ထိပေါ့နော်ကျမတို့ကနောက်ထပ်ပြည်သူတွေနဲ့အတူတရားမျှတတဲ့
တန်ရှင်းတဲ့ပြည်သူလိုချင်တဲ့ရွေးကောက်ပွဲမရှိသေးဘူးကျမတို့ဒီရွေးကောက်ပွဲရဲ့ရလဒ်ဟာအတီးဖြစ်တယ်လို့တော့ကျမတကူတဲ့အနေနဲ့ယုံကြည်တယ်အဲ့လိုယုံကြည်တဲ့အတိုင်းလေကျမတို့အခုရွေးကောက်ပွဲရလဒ်ကိုကင်ဆွဲထားကြတဲ့ပိုင်ပြည်သူတွေရဲ့မဲဆန္ဒကိုယူထားကြတဲ့လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်းပြည်သူဆန္ဒကိုတည်တည်ချာချာလေးလေးလေးဆဆနဲ့လုပ်မယ်ဆိုရင်တော့အဲ့ဒီရလဒ်ဟာပို့ပြီးတော့အဓိပ္ပာယ်ရှိမယ်ပြည်သူတွေဘာလုပ်ချင်လဲပြည်သူတွေရဲ့မျှော်မှန်းချက်ကဘာလဲပြည်သူတွေရဲ့မျှော်မှန်းချက်နဲ့အတူတူရက်တီရှင်းတန်မယ်ဆိုရင်တော့ခုနရလတ်ဟာပို့ပြီးတော့အသက်ဝင်တဲ့အဓိပ္ပာယ်ရှိတယ်လို့မြင်တယ်အဲ့လိုပြောလို့ကျွန်မဒီအခု CRPH မှာရှိတဲ့ရွေးကောက်ခံကိုယ်စားလှယ်တွေကပြည်သူဆန္ဒဆန့်ကျင်နေတယ်လို့မပြောဘူးကျွန်တော်တို့တော်တော်များများထောင်ထဲမှာရှိနေတယ်เนาะအခုဆိုရင်ပြည်သူတွေနဲ့အတူတိုက်ပွဲတွေဝင်နေကြတယ်စိတ်ရေးမှာပါနေတယ်ဒါပေမဲ့တချို့တလေအားကြတော့လေပြည်သူဆန္ဒကိုနည်းနည်းဝေတေဝါတာပေါ့နော်ဟိုလိုဒီလိုကျွန်တော်တို့ဖြစ်နေကြတဲ့ပြည်သူဆန္ဒကိုလည်းပြည်သူကမဲပေးထားတယ်လို့လည်းပြောတယ်ဒါပေမဲ့ပြည်သူဆန္ဒကိုအားလုံးကိုလည်းလေးစားလိုက်နာပြီးတော့ပြည်သူလိုချင်တဲ့အတိုင်းလုပ်လားဆိုတော့လေမလုပ်တလို့လုပ်တလို့ဘာခေါ်လဲအဲ့လိုမျိုးဖြစ်နေကြတဲ့ပေါ့နော်မဆောင်လုံးနေကြတဲ့သူတွေလည်းရှိတယ်အဲ့ဒါကိုတော့ဒီကနေပဲကျွန်မလေးလေးဆဆနဲ့မေတ္တာရက်ခံခြင်းနဲ့နော်နောက်ထပ်ပြည်သူလိုလားတဲ့စစ်မှန်တဲ့တရားမျှတတဲ့ရွေးကောက်ပွဲမရှိသေးရွေးကောက်ပွဲအခုနိုင်ရရှိထားတဲ့သူတွေရဲ့ရလတ်ဟာအသက်ဝင်ပါတယ်ဒါပေမဲ့အဲ့အသက်ဝင်မှုဆိုတာလေပြည်သူရဲ့ဆန္ဒကိုအကောင့်ထဲပေါ်ပြီးပြည်သူလိုချင်တာကိုနဲ့ပြည်သူသွားချင်တဲ့လမ်းကြောင်းနဲ့နော်တထက်သေးဖြစ်မှသာပြည်သူကလည်းလေးစားမှာဆိုတဲ့ဟာကိုတော့သတိထားဖို့လိုပါတယ်လို့တော့ကျွန်မပြောချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါမခင်